Hello, welcome to the Kevin channel. ကျွန်တော်ဒီနေ့ပြောပြမှာကရိုးပြလူငယ်များနဲ့လက်ဖေးဆိုင်ရင်ကျေးမှုဆိုတဲ့အကြောင်းဖြစ်တယ်။လက်ဖေးဆိုင်တော့ဗျခေတ်ဆက်တော့လူတိုင်းထိုင်တာ။ကျွန်တော်တို့ဘိုးတော်ကြီးခေတ်တော့လည်းထိုင်တာပဲ။ကျွန်တော်ဦးလေးခေတ်တော့လည်းထိုင်တာ။ကျွန်တော်ရှေ့ကစီနီယာဘဲကြီးလည်းထိုင်တာ။ကျွန်တော်လည်းထိုင်ခဲ့တာ။ကျောင်းတော့ generation လည်းထိုင်ပါ။လက်ဖေးဆိုင်မှာကယောက်ျားလေးမိန်းကလေးတော်တော်များများဒါလက်ဖေးဆိုင်နဲ့ကျွန်တော်တို့ကအားလုံးကရင်းနေပြီးသားဖြစ်တယ်ကျွန်တော်တို့ကရန်ကုန်မြို့ထဲမှာနေတယ်အထူးသဖြင့်အနောက်ပိုင်းခံပေါ့ဗျာအလုံတွေကလက်ဖေးဆိုင်မှာထိုင်တာများတယ်ကျွန်တော်တို့ကငယ်မွေးချမ်းမို့ဖြစ်တဲ့အတွက်အပိုင်တွေကတောင်းနေတာကျွန်တော်တို့ချက်ကပဲကျွန်တော်တို့ဘာလို့အေးဆေးပဲကျွန်တော်ရန်ဖြစ်လဲအေးဆေးပဲကျွန်တော်တို့ပတ်စံမရှိတော့ကျွေးမှပြီးစားလဲအေးဆေးပဲဘာမှမပြောဘာလို့လဲဆိုလက်ဖေးဆိုင်ပိုင်ရှင်နေနဲ့ကျွန်တော်တို့အိမ်နေနဲ့လည်းတည်တယ်အေးဆေးပဲပြီးကျွန်တော်အဲ့လက်ပေးတိုင်းမှာကဘာဖြစ်လဲဆိုချဲတိုးတင်လဲရတယ်ဘောလုံးမွေးလောင်းနေလဲရပြဲစရာဗျအဲ့လိုလာပိုးတဲ့လူတွေရှိရကိုချင်းနဲ့တောင်မှာပဲချင်းတာပဲပေါ်တင်မဲ့ရက်ွက်တယ်မှာတောင်မှာပဲချင်းလုံးဝမာဖီးယားစုံကျွန်တော်ရက်ွက်တယ်ကျွန်တော်ထိုင်နေတဲ့လက်ပေးတိုင်းအစုံရှိတယ်ဒါကြ KTV ရဆိုရင်တော့မနက်စာသူတို့ဈေးဝယ်နေလာစားရဟာလို့ရှိတယ်ပေါ့ကျွန်တော်တို့ရဝီတောက်ပြီဆိုရင်ကျွန်တော်တို့ရက်ွက်ထဲမှာကြီးမနိုင်တစ်ပတ်ကန်အလက်ချောင်းကနေလာပြီးမျိုးမင်းဆိုတဲ့ဘေးတွေလာပြစ်အဲ့ဘေးကမနဲ့အစိုးရသတင်းစာလိုက်ပေးနေအဲ့ချိန်ဈေးကြောက်ရောက်လာအဲ့တော့ရက်ွက်တွေကကောင်နဲ့တောင်းမှာသူပြတ်မဲ့လမ်း9နိုင်လောက်ဆိုတရက်ကွက်လုံးကခြာတိတ်တွေစုံပြီးကျွန်တော်လေပဲနေအဲ့တော့ရက်ွက်ထဲမှာမမရဆလန်းတစ်ခုတော့ထွက်တယ်မိုးလင်းလာတဲ့မျိုးမင်းပဲဆိုပြတ်ပြီးတော့တနေရာမှာတော့တောက်ပါပဲတခါကြလည်းလက်ပေးတိုင်းမှာလူရှိလက်ပေးတိုင်းမှာပဲပုတ်ပြီးလက်ပေးတိုင်းမှာကျုံလိုက်တာဘာဖြစ်လဲဆိုဆိုင်ရှင်တွေကတော့အေးဆေးပဲပြီးရင်ကျွန်တော်လက်ပေးတိုင်းမှာထိုင်နေကွဲတယ်ပြီးမှရင်ကျွန်တော်တို့စာအုပ်တွေအကြောင်းပြောတယ် music တွေအကြောင်းပြောတယ်ဒါကြလည်း business အကြောင်းတွေပါလေပြောတာပါအဲ့တော့ပြီးရင်ကျွန်တော်တို့အိမ်နဲ့အစင်မပြေတဲ့ခြာတိတ်တွေအိမ်ကိုတော်လိုင်းစလုပ်နေတဲ့ခြာတိတ်တွေအတွက်ခေါ်လို့ရလက်ပေးတိုင်းပဲကျွန်တော်လက်ပေးတိုင်းရောက်အိမ်မှာရှိတဲ့ပြဿနာအလုံးမေ့သွားပြဿနာတွေအကုန်လုံးကျွန်တော်ထားခဲ့လို့ရဘာမှမဖြစ်အဲ့လိုနဲ့ပဲကျွန်တော်တခြားစရာရှုပ်နောက်ဆုံးပြောဆိုရင်ညီးတော့လည်းဘာဖြစ်လဲမနေ့မိုးလင်းလက်ပေးတိုင်းမှာကျွန်တော်စုတယ်ပြီးရင်ပစ္စည်းတော့ဖန်တယ်ပြီးကျွန်တော်ချတယ်ပြီးလက်ပေးတောက်တယ်ဆေးလေးတောက်တယ်တနေ့ုံနေတယ်ညနေလောက်ဘိုက်စာမှာအိမ်ပြန်တယ်ဗျအဲ့ကာလာတော့ဘိုက်စာမှာအိမ်ပြန်တယ်ရက်ွက်တွေကပြတ်သွားပြလာစော်လေးရှိုးတယ်ပြီးရင်စော်အစ်စ်လေးရောက်လာရင်လည်းအဲ့လိုပဲချက်တယ်ဘာတူလဲပေါ့ပြီးရင်ရက်ွက်တွေကDJ ဘဲတွေပါရှိရက်ွက်တွေကိုဇရာတွေခေါ်လာအရန်ပျော်တာအဲ့ဘဲတွေတော့ထိုင်ဇရာတွေကိုနဲ့စကားတွေပျော်ပြီးအဲ့စော်တွေကိုအပြဲတွေတိုက်ပြီးရင်လမ်းမှာ MGN ကိုမောက်သွားအဲ့လိုမျိုးနေတဲ့ကာလာတစ်ခုပါဗျာကျွန်တော်တို့အလုံးပါဆိုရင်ဗျာစိတ်ဆန်းတို့ဒေါ်တိုးကြီးတို့ကိုဖိုးဆန်တို့ဆိုင်သူလူတိုင်းသိတယ်သူပြကျွန်တော်ကိုဖိုးဆန်ဖွင့်တော့ကိုဖိုးဆန်ဆိုင်မှာထိုင်တာများတယ်ကိုဖိုးဆန် share တယ်သူကိုယ်တိုင်လည်းပြေးတယ်မယောင်းစားဘူးကျွန်တော်တို့လည်းရောင်းဝင်မပေးဘူးအချင်းချင်းပြန်မျှဝင်လာမယ်ကို